ကိုသိန်းကျော်မင်္ဂလာပါမင်္ဂလာပါဘူးကိုသိန်းကျော်ဒီဆိုင်မှာလောက်တာဘယ်လောက်ကြာလဲကျွန်တော်တစ်နှစ်ကျော်သွားပြီပေါ့နော်ဘာခက်ခဲမှုရှိတော့လောဆယ်ကတော့သားကြသွားပြီပေါ့6လကျော်ပြီးနောက်ပိုင်းတော့ဟိုသားကြသွားပြီအဆင်ပြေသွားပြီကိုသိန်းကျော်ဒီမှာအများဆုံးဘာဘိုင်းကိုလောက်ရလဲကျွန်တော်ကဟင်းချက်တဲ့ဘိုင်းမလေးစားစာကြီးပေါ့နော်မကတ်မလက်ကဆိုတော့သူကပြောမယ်ဆိုမလေးကမလက်ကပြည်နယ်ကစားစာအဲ့လိုမျိုးဟင်းနေပေါ့ကိုသိန်းကျော်ဒီစင်ကာပူမလာခင်တော့ဗမာလောက်တာကျွန်တော်ကမလေးရှားမှာမလေးရှားမှာကိုသိန်းကျော်ဘယ်နှစ်လောက်လောက်တယ်2013မတိုင်ရ9နှစ်လောက်လောက်ပြီးတယ်အခုပြီးခဲ့တဲ့နှစ်က2လလောက်လောက်ပြီးတော့အောက်လန်းကနေဟိုစားပါလဲ CI စင်ကာပူလို့ရတော့ CI လျှောက်ပြီးတော့ဒီစင်ကာပူ join လိုက်တာအောင်လန်းနေဆိုတော့ကိုသိန်းကျော်အိုသမားပေါ့အဲ့လိုဟုတ်တယ်ဟုတ်တယ်အိုသမားနေပြီးတော့ကျွန်တော်ဒီလိုစင်ကာပူကအလုပ်တွေ join လုပ်ရတဲ့ပုံစံဟုတ်တယ်ဟုတ်တယ်အဲ့လို join မဲ့ဆိုရင်တော့ကိုသိန်းကျော်ဘာတွေလိုရလဲအဓိကတော့ပတ်စံပေါ့ပတ်စံရဲ့နောက်ပြီးတော့ကိုအလုပ်တွေ့ကြုံနည်းနည်းလိုပဲစကားကလည်းအလုံးနဲ့ပတ်သက်တာတော့ပြောတတ်တာပေါ့နော်အင်္ဂလိပ်လိုရမယ်ဟိုဒါကျွန်တော်ဆိုတရုတ်လိုမရအောင်အင်္ဂလိပ်လိုနဲ့မလေးလိုအလုံးနဲ့ပတ်သက်တာတော့ပဲပြောနိုင်တယ်ရတယ်အဆင်ပြေတယ်ရန်ကျွမ်းကျင်နေနေနားလာတက်စရာမလိုဘူးမလေးရှားနိုင်ငံမှာအိုသမားညီလေးတွေရှိတယ်အမှန်သမားညီလေးတွေရှိတယ်ပေါ့နော်သူတို့ဒီစင်ကာပူကအလုပ်တွေမှာလာပြီးတော့ join ကျင်တယ်ဆိုရင်တော့ကိုသိန်းကျော်အနေနဲ့ဘာကြံပေးချင်အဓိကကိုစိတ်အားထက်သန်ပြီးတော့ကျူးကျူးသားသားလုပ်ချင်တယ်ဆိုလို့ရှိရင်တော့နောက်တော့ပတ်စံစုပြောလို့ရှိရင်ဒီကအလုပ်တွေကိုရှာ online ကနေပြီးတော့ကြိုပြီးတော့ဗီဒီယိုတွေလေ့လာပါတော့အလိမ့်မခံအောင်ပေါ့အဓိကတော့ကိုစိတ်အားထက်သန်တဲ့အပင်ပန်းခံတဲ့အေးတက်ခံနိုင်တယ်ဆိုလို့ရှိရင်စင်ကာပူကို join ဖို့ကြံပေးခြင်းတယ်ကိုသိန်းကျော်အရှင်တွေဘာတွေဖြေထားရပါရှိလားရှိတယ်ကိုကျွန်တော်ကစင်ကာပူရောက်ပြီးတော့9လလောက်ဒီမှာအလုပ်လုပ်ပြီးတော့နောက်ပိုင်းပထမအဲ့ကာလာပေါ့နော်အလုပ်ထုတ်ခံမလို့ပါလို့ကောခံတော့ကွက်ကြောက်ပြီးတော့လက်ထဲမှာတစ်ခုရှိအောင်ဆိုပြီးတော့စင်ကာပူလိုက်ဖြေလိုက်တာ9လပိုင်းကနေပြီးတော့အခု10လပိုင်းမှာလိုက်နေရတယ်ပေါ့နော်ကုန်ကြစိတ်ကတော့2000စုံလောက်ပေါ့နော်ဓာတ်ထဲမှာတစ်ခါကြာသွားပြီဆိုတော့နှစ်ကြိမ်မြောက်မှအောင်လာဆိုတော့2200 300လောက်ကုန်သွားတယ်ကိုသိန်းကျော်လိုက်ဖြေတာဒီကတစ်သေးသိသိတယ်ဗျ။တပ်ပြေတော့မသိဘူး။နောက်ဆုံးခွင့်ယူရတယ်ပါများလာတော့တကယ်ကဘာလို့ယူရလဲပါညာပြောပြလိုက်တော့သိသွားတာပေါ့နော်။သိသွားတော့လည်းဒါပေမဲ့ကိုပေါ်တော့နည်းနည်းတော့ညူညင်ခံရတာပေါ့ဗျာ။ကျွန်တော်ပုံရင်လေးပဲပြောလိုက်တယ်ကျွန်တော်ကားမောင်းတော့ပြောင်းနေတယ်ပေါ့နော်။အဲ့လိုမျိုးပေါ့။အရင်တော့ကတော့တိုင်းမရခင်တော့ကတော့သူကဒုစားပါလဲသိအဆင်မပြေဘူးခဏခဏအလုံးထုံလို့လို့ပါတော့ခဏတော့ကောခံရတာပေါ့။နောက်ပိုင်းကျတော့လိုင်းရပြီးနောက်ပိုင်းအဲ့လိုကြီးသိနေပေါ်တော့လိုင်းရှိပြတာဘယ်လောက်ကြာ4လကျော်5လနီးပါးလောက်ကြာပါတယ်။မြန်မာလိုင်းရှင်နဲ့ဖြေရပါဘူး။ private နဲ့ဖြေရတာCDC မှာကျွန်တော်ကကန်ကောင်းတာကျွန်တော်ဆရာနည်းနည်းတခြားဆရာနဲ့ဈေးတက်တာတယ်အားကြောင့်ကျွန်တော်အဲ့ကြောင့်နဲ့အဆင်ပြေသွားတာဒီဆိုင်က Jurong West 41 Street .496ပေါ့နော်အဲ့မှာရှိတာပါအဓိကအချိုပွဲဆိုလို့ရှိရင်တော့ဒီမိုးလက်ဆောင်ပေါ့နော်တချို့တော်တော်များများမသိအောင်မိုးလက်ဆောင်မြန်မာမိုးလက်ဆောင်တော့တူတူပဲဒီမှာမလေးလိုကျင်တူလို့ခေါ်တယ်သူတို့ကျင်တဲ့နှစ်ချက်တံပေါ့ထိုင်သားနှစ်ချက်ပါတဲ့ထုတ်နှစ်ချက်ခွဲအဲ့ကောင်ကဟိုလုံးဝရိုးရိုးကျင်လို့ဆိုလို့ရှိရင်မြန်မာမိုးလက်ဆောင်နဲ့ကွက်တီပဲစမူလာတို့ပေါ်ပြန်တို့ပြီးတော့မြန်မာစနစ်မကင်းတဲ့တူတဲ့မုတ်တွေလည်းတာကူပြင်းတို့နောက်ပြီးတော့မုတ်ကျွဲသေးလို့ပုံစံမျိုးမုတ်တွေတောင်ချင်းပြားရီတို့လိုမုတ်တွေလည်းဒီမှာလည်းရတယ်ဗျ။ဒါစီနမအုံးသမင်းပေါ့နော်မြန်မာလူဆိုတော့သူကအမဲသားနှက်တို့မဲသားနှက်ကတော့မြန်မာဆန်တယ်လို့ပြောရမယ်။နောက်ပြီးတော့ကျန်တာကတော့ကြက်ကြော်တို့ဒီဆိုင်မှာရောင်းကောင်းတော့ကြက်ကြော်ပဲ။ဟင်းတခြားဟင်းတွေလည်းရှိရဲ။အဓိကတော့အချိုဘက်ကိုတန်းတယ်ပေါ့နော်မြန်မာပါဇက်နဲ့တော့တော်တော်နီးစက်တယ်။အချိုမကြိုက်တဲ့လူတွေတော့ဆင်မပြေဘူး။ဟိုအားရင်အားသလိုပြန်ဖြေပေးတယ်ဘယ်လိုပဲဖြစ်လာမေးလို့ရတယ်ဟိုစားပါလဲကိုတီးတဲ့လောက်အချိန်မီးပြောပြနိုင်တယ်အဲ့တော့ဘာမှအားနာစရာမလိုဘူးခုလက်ရှိလည်းပြောပြနေတယ်နောက်မေးလာမဲ့လူတွေအတွက်လည်း welcome ပဲကိုသိန်းတော်အခုလို knowledge share လုပ်ပြီးတဲ့အတွက်ကျွန်တော်တို့ SG brother group ကိုသားပေါ့နော်ကိုသိန်းတော်ကျေးဇူးတင်ပါတယ်နောက်မှပဲဟုတ်ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ကိုတို့ကကျွန်တော် license ရလာဆိုတော့ SG brother group ပါဒီလိုပါ